ကောင်မလေးတယောက်မတော်တဆအမားကြီးတစ်ခုလုံးမိသွားတယ်အကြော်ကြားဆုံးမင်းသားကိုလူပြိုမဟုတ်ဘူးဆိုပြီးရေးမိလိုက်တာပါမင်းသားသိသွားတဲ့အခါဒေါသတကြီးနဲ့သူမရဲ့ကုမ္ပဏီစီကိုတန်းတက်လာတယ်အခြေအနေတွေရှုပ်ထွေးတော့မယ်ဆိုတာသိတဲ့အတွက်အလုပ်ပေါ်တွေကသူမကိုထွက်ပြေးဖို့ပြောပေမဲ့သူမပြေးထွက်ခါနီးမှာပဲမင်းသားနဲ့တက်တိုးပါတော့တယ်သူမကလည်းဒုံးပြန်လိုမျိုးအမြန်ပြေးသူကလည်းယူသွတ်နေတဲ့သူလိုမျိုးနောက်ကနေအသေးအတန်လိုက်တယ်ဘယ်မှသွားစရာမရှိတော့တဲ့အတွက်သူမကရေချိုးကန်းထဲကိုပြေးဝင်ပြီးအခန်းတကားကိုလော့ချလိုက်တယ်ဒါပေမဲ့သူကအပြင်ကနေပိတ်ဆို့ထားပြီးသူမကိုလွတ်မပေးဖို့ဆုံးဖြတ်ထားတယ်တခြားလည်းမရှိတော့တဲ့အတွက်သူမကတကားကိုဖြည်းဖြည်းချင်းဖွင့်ပြီးတောင်းပန်လိုက်ပေမဲ့ဒါကသူ့ကိုပိုဒေါသထွက်စေတယ်သူဟာလူပြိုမဟုတ်တာသိကြရဲဆိုတာတက်တည်ပြဖို့အတွက်ခါဘက်ကိုပါဖြုတ်လိုက်တယ်ကံကောင်းစွာနဲ့ပဲသူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေရောက်လာပြီးအခြေအနေတွေပိုဆိုးမသွားအောင်တားလိုက်နိုင်တယ်အဲ့ဒီနေ့ကစပြီးသူမရဲ့ဘဝကိုဒုက္ခပေးတော့တာပါပဲအစည်းအဝေးတွေမှာသူမစကားပြောလို့တောင်မပြီးသေးခင်မှာပဲသူ့အကြံဉာဏ်တွေကိုပိတ်ပင်လိုက်တယ်နေစရာအကောင်းဆုံးကတော့အလုံးမှာကော်ဖီတောင်တောက်ခွင့်မပေးတော့တာပါသူ့ကိုနေ့တိုင်းမြင်နေရတဲ့အတွက်သူ့အဝေးကိုထွက်သွားစေချင်လိုက်တာလို့သူမနှလုံးသားထဲကနေဆူတောင်းမိတယ်ဒါနဲ့ပဲသူ့ကိုနေဝေးသွားတဲ့အလုပ်တွေနဲ့လှုပ်ဖို့စူးစမ်းပေမဲ့သူမကိုစိတ်နှောက်ယှက်ပေးချင်တာကြောင့်ပဲသူကနေဝေးသွားရမယ့်အလုပ်မှန်သမျှကိုငင်းဆန်ပြီးသူမကိုစောင့်ကြည့်ဖို့ပဲရွေးချယ်ခဲ့တယ်သူမအယူမှုဖြစ်နေချိန်မှာပဲတနေ့ကျတော့သူကနေဝေးရိုက်ကူးရေးအတွက်ထွက်သွားခဲ့တယ်သူမတော်တော်လေးတက်တာရရသွားပေမဲ့သူမကြောင့်ပဲအဲ့ဒီအလုပ်ကိုလက်ခံခဲ့တာဆိုတာမသိရှာဘူးသူမရိုက်ကူးရေးကိုမလာတာကိုသိသွားတဲ့အခါသူကအရန်ကိုဒေါသထွက်ပြီးစိတ်အခြေအနေဆိုးရွားနေတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးကသူ့အကြောင်းသတင်းရှာဖို့အသေးအတန်စာရိုက်နေရင်သူတွေးလိုက်တဲ့ post တစ်ခုကြောင့်လုံးဝကြက်တည်သွားပါတော့တယ်